ရှေးဟောင်းပုံပြင်လေးတစ်ပုဒ်ကိုပြောပြပေးပါမယ်။တခါတုန်းကရှေးဟောင်းတိုင်းပြည်တစ်ခုမှာနေထိုင်တဲ့တောင်သူလင်များနှစ်ယောက်သူတို့ဟာစင်းစင်းရဲရဲနဲ့အသက်မွေးဝမ်းကြောင်းပြုကြတဲ့နေ့မှာတော့လယ်ရဲမှာအလုပ်လုပ်နေုံလင်ဖြစ်သူဟာထူးဆန်းတဲ့ကြောက်တုံးလေးတစ်တုံးကိုတွေ့ရှိခဲ့တာအဲ့ဒီကြောက်တုံးလေးဟာအလင်းရောင်တောက်ပနေပြီးထူးခြားတဲ့စွမ်းအင်တစ်ခုကိုထုတ်လွှတ်လိုက်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူကအဲ့ဒီကြောက်တုံးလေးကိုတေချာပြောပြီးဒီကြောက်တုံးလေးဟာတာမန်ကြောက်တုံးလေးထူးခြားတဲ့အစွမ်းရှိလုံးတယ်လို့ပြောနောက်တစ်နေ့မှာတော့လင်ဖြစ်သူဟာကြောက်တုံးလေးကိုဈေးထဲကိုသွားပြီးရောင်းဖို့စ조사ဘယ်သူမှမဝယ်ကြဘူးလူတွေကထူးဆန်းတဲ့ကြောက်တုံးလေးကိုအံ့ငှပေမဲ့အသုံးဝင်မယ်လို့မထင်ကြဘူးအဲ့ဒီအချိန်မှာပဲအသက်ကြီးတဲ့ပညာရှိသူတယောက်ဟာကြောက်တုံးလေးကိုမြင်ပြီးဒီကြောက်တုံးလေးဟာမင်းတို့ထင်ထားတာထက်ပိုတန်မိုးကြီးစေလို့ဆန္ဒတွေပြည့်စေနိုင်တဲ့မော်ကြောက်တုံးပဲလို့ပြောလို့ရပါတယ်တောင်သူလင်များနှစ်ယောက်ဟာအံ့ငှသွားပြီးပညာရှိကိုမေးဘယ်လိုလုပ်ပြီးဆန္ဒတွေပြည့်အောင်လုပ်တာလဲပညာရှိကပြန်ဖြေကြောက်တုံးလေးကိုလက်နဲ့ကင်ပြီးမင်းတို့ရဲ့ဆန္ဒတွေကိုတခင်သားသားပြောတာသတိထားရမှာကမင်းတို့ရဲ့ဆန္ဒတွေဟာတကယ်လိုအပ်တဲ့ဆန္ဒတွေဖြစ်မဟုတ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်တယ်။တောင်သူလင်များနှစ်ယောက်ဟာအိမ်ပြန်ရောက်တဲ့အခါမှာတော့ပညာရှိပြောရဲ့အတိုင်းကြောက်တုံးလေးကိုကင်ပြီးဆန္ဒတွေတောင်းနေကြတဲ့ပထမဆန္ဒကတော့ဆင်းရဲဒုက္ခကလွတ်မြောက်ဖို့အတွက်ချမ်းသာကြွယ်ဝခြင်းနဲ့ဆိုတဲ့ဆန္ဒချက်ချင်းကြီးသူတို့အိမ်ဟာရွှေငွေတွေပြည့်သွားပြီးချမ်းသာကြွယ်ဝသူတွေမကြခင်မှာပဲသူတို့ဟာဆုံးဖြတ်ချက်တွေအတွက်ဆန္ဒတွေတောင်းလာကြတဲ့အစားအသောက်အဝတ်အစားအိမ်ကြီးအိမ်ကောင်းတွေတောင်းစုမယ်အချိန်ကြာလာတာနဲ့အမျှသူတို့ဟာမာနကြီးလာပြီးတယောက်ကိုတယောက်ဂယုမစိုက်ပဲနောက်ဆုံးမှာတော့သူတို့ဟာရန်ဖြစ်ပြီးကွဲကွာသွားတယောက်တည်းကြံရစ်တဲ့အခါမှာတော့သူတို့ဟာနောင်တရလာပြီးပညာရှိရဲ့စကားကိုတတိယသွားပါသူတို့ဟာမော်ကြောက်တုံးလေးကိုပြန်ကင်ပြီးဘဝအရင်ဘဝပြန်လိုချင်တယ်လို့ဆန္ဒတောင်းနေကြတယ်ချက်ချင်းကြီးသူတို့ဟာအရင်ဘဝပြန်ရောက်သွားပြီးအမားတွေကိုနားလည်သွားကြတယ်သူတို့ဟာငယ်သားသားနဲ့အတူပြန်နေထိုင်ပြီးအရင်ကထပ်ပိုပြီးပျော်ရွှင်ဖွယ်ရာဒီပုံပြင်လေးကနေကျွန်တော်တို့တွေဟာလောဘကြီးခြင်းရဲ့ဆိုးကျိုးတွေကိုသင်ခန်းစာယူနိုင်တဲ့တကယ်လိုအပ်တာတွေကိုတန်ဖိုးထားပြီးသားသားနဲ့အတူနေထိုင်ခြင်းရဲ့အရေးပါပုံကိုလည်းသိရှိရပြီ